အားလုံးပဲမင်္ဂလာပါရှင်။မြင်းရွှေဒီလက်ထော်ဒီမှာကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ချစ်ကကလေးတို့အတွက်အေကွန်နဲ့ပတ်သက်ပြီးဘူးဒရာရောက်ပဲအကြောင်းလေးတွေကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။အေကွန်နဲ့ဆင်ရတဲ့အဓိကအကြောင်းရတော့တတရှိပြီးကျမ်းမာတဲ့ညီညွတ်တဲ့လေ့ကျင့်ပုံစံချင်းကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်ရှင်။ဒါတင်ပေးလားဆိုတော့မဟုတ်သေးပါဘူး။လူတွေမသိသေးတဲ့အခြားသောကျိုးမှုတွေလည်းရှိနေသေးလို့ဘလို့နေရာတွေမှာအသုံးပြမယ်ဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ချက်အနေနဲ့အပူအရေးထိန်းချုပ်နိုင်တဲ့အလူပူပြင်းတဲ့ရာသီဥတုမှာတရှိဖို့အတွက်အခန်းတွင်းမှာအပူတွေကိုဖယ်ရှားပေးခြင်းသို့မဟုတ်အလိုအီးတဲ့ရာသီဥတုမှာအပူဆက်အဖြစ်အပူတွေကိုထိန်းညှိပေးပြီးတော့နေတွေ့ရပြုလုပ်နိုင်ပါတယ်ရှင်။အနည်းချက်အနေနဲ့ဆိုတိုင်းစားရွံ့နေစေခြင်းလေထဲမှာရှိတဲ့အဆူထဲတွေကိုရွံ့နေပေးရအတွက်ကြောင့်မှုနဲ့အဆူထဲကြောင့်ဖြစ်ပေါ်စေတဲ့အညစ်အကြေးတွေကိုကာကွယ်ပေးနိုင်ပါတယ်ရှင်။မတ်သုံးချက်အနေနဲ့လေတွေ့ရည်သေးမြင့်တင်ခြင်းအေကိုစနစ်ကြောင့်လေတွေ့ရရှိမြင့်မြတ်မှုများပုံပုံများဝတ်ပုံများနဲ့အစဓာတ်တက်တဲ့အရာများကိုစစ်ထုတ်ပေးပြီးဖယ်ရှားပေးနိုင်တဲ့အတွက်ကြောင့်အသက်ရှင်လမ်းကြားဆိုင်ရာပြဿနာရှိသူများအတွက်အထူးကျိုးရှိပါတယ်ရှင်။မက်လေးချက်အနေနဲ့အလွတ်ဆန်းဆောင်ရေးမြင့်တင်ခြင်းချက်အနေနဲ့ထိန်းသိမ်းကာကွယ်ခြင်းအေကိုဒီအီလက်ထရောနစ်ပစ္စည်းများစေဝါပစ္စည်းများနဲ့အချို့သောသောက်ပစ္စည်းများကိုတူညီသောဘူချိန်ဖြင့်ထိန်းညှိပေးနိုင်ပါတယ်ရှင်။နောက်ကိုရှမ်းလုပ်ပေးသွားလေးရတော့အေကိုနဲ့ပတ်သက်ပြီးတော့ဘူးစရက်ရောက်ပဲကောင်းကျိုးလေးတွေကိုပြပြပေးသွားရမယ်ဖြစ်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာလည်းဒီလိုဘူးစရက်ရောက်ပဲရဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ညီမတို့ရဲ့ page ကို like and follow ထားပေးဖို့မမေ့ပါနဲ့နော်။ဘာပဲလို့ MS ကို hello